အောင်ပွဲပြိုအောင်ပွဲဒီနေ့ကတော့နေကုန်ကိုပဲအောင်ပွဲရခဲ့တာပါနော်ကျွန်တော်မနေ့ကညကပြောသွားခဲ့ပါတယ်break to break ကြာချင်းကြောက်အပူတော့မဟုတ်တုံညာ break လို့ပြောလိုက်တာဒီနေ့တသာ break နေ့မနက်ကြီးမှာတင်မယ်ငါဆိုပြီးတော့တုံညာ break နဲ့အပူကြီးကိုပဲတိန်းကနေဆင်းလာခဲ့တာပါပြုတ်ဒီကုန်းအမောက်တီးကလည်းမှန်ခဲ့တယ်လို့ဒီကုန်းဇီဘိုကလည်းပဲအောင်ဝဲရရှိခဲ့ပါတယ်နော်ဒီကုန်းဇီဘိုကထဲမှာ60ဆိုပြီးကျွန်တော်ခက်ပေးထားခဲ့ပါတယ်ကဲအဲ့ဒီတော့ကျွန်တော်တို့နောက်ဆုံးပိတ်အိမ်ငယ်လွယ်မဲ့တောက်ကြနေလေးအတွက်ကျွန်တော်အမာကီးလေးပြောပြပါမယ်အမာကီးလေးကတော့9-3ညခွန်ပဲဖြစ်ပါရီလူကြီးမင်းတို့ကြိုက်နေတဲ့ကနန်းနေနဲ့တွဲဖက်ပြီးကစားနိုင်ပါရီအခုကျဲနေတဲ့ကနန်းကတော့ကနန်းညီကိုလို့ခေါ်ပါရီနေ့3ရက်ထွက်ဖို့ကျဲနေတာပေါ့နော်ဒီလိုကနန်းညီကိုကျဲနေအပတ်ဒီမှာပျောက်လီတောက်ထားတော့မရှိပါဘူးနေ့ဒါမှမဟုတ်လို့ရှင်3တလုံးကတော့တေချာပေါက်ဆင်းလာဖို့ရှိပါရီစက်ကိုင်းသားအလဲပြောင်းမလုပ်ခဲ့ဘူးဆိုရင်တော့တေချာပေါက်ကျွန်တော်တို့နေ့ရက်3ရက်တလုံးခီအောင်ပါပါအဲ့ဒီနေ့ရက်3ရက်တလုံးနဲ့ဒီ9-3ညခွန်နေတာကပ်ပြီးစောလိုက်နေဆိုတော့နောက်ထပ်အောင်ဝဲဒီရောင်းမှာပဲပြုတ်အားလုံးပဲငွေထုတ်ပိုင်နိုင်ကြပါစီဗျ